အယောင်ကတော်ကြီးသုံးတော်မှာအုပ်စုမောလုံးနေခေါင်းသိမ်းမောကြီးတစ်ပါးရှိလဲရန်တော်ကြီးသုံးတော်မှာဒရိစင်ဟူသူများဆိုပဲခေါင်းသိမ်းမောကြီးကောင်းလန်းခဲ့ရတယ်အုပ်စုမှုလေးပူလောက်ခဲ့ရရဲ့လေခေါင်းသိမ်းမောကြီးဒေါ်သာထော်တော့တရှိဟောက်ပဲပြေဆိုနေဒရိစင်ဒီအားလုံးစပရင်ဖိတ်တော်ကောင်းလန်းနေရတယ်ခေါင်းသိဆိုရီတိုင်းခေါင်းသိမ်းမောကြီးဆိုမရမစအသီးရောမစဝဲအသောကိုစဒရိစင်ရိုက်တယ်ဒီတော်ကြီးသုံးတော်မှာရှိဒရိစင်မျိုးစုံကိုစားတော့လာဆိုနိုင်ပန်ပရိစီလာကရိုင်ဖရိုက်တော့နေဒရိစင် is very sharp လာလေဒရာနင်းခါပဲခေါင်းဒီမိုးကြီးဆိုကိုနာမှာရှိတော်ခွေကောင်ကိုစားရှောင်ရတော့နေကြပဲလုံးလေဆိုကေအေးတော်ခွေငါပါစားကိုနေကေဇာစောနေလေအမင်းလေဒီခါပဲတော်ခွေဆိုတာရိုးသားနဲ့ခေါင်းသေးဆိုတာအသားစားရတော့နေပဲအပုပ်စွန်နေပါရီမွန်ဂရီလို့ဖေးလိုက်တယ်ရေခါခေါင်းသေးမိုးကြီးဆိုမကြင်မနဲ့များလိုက်တရှိဖို့ပိုးလို့ကမေးလာမလားပဲငါ့ကိုအောင်နာစကားပရောဘူးလားဆိုတာစောက်လိုက်လေတော်ခွေကိုနောက်တစ်ခါသမောရှိတကောင်ကိုခေါ်ပနာအေးလားသမောငါပါစားကိုနေကလေးလို့ခိုင်းလိုက်သမောကလည်းတော်ခွေသိမ်းရစမလို့ထားမလားရှိကရောတော့နဲ့လိန်မနာအရှောင်းမောကြီးပါစားမွေးနေပါရေလို့ဖေးလိုက်ဒီတစ်ခါလဲခေါ်ဒီမောကြီးဆိုများလာဒီမေးလာမနာငါစောသားစားရီဒရိစင်ငါပါစားဆိုနေစောရဖို့သမောမောငါကိုလင်းရဲဝါရဲအာမနာဆိုတာသမောရှိကိုစတာလိုက်လက်ဒီပိုင်ရွယ်ခေါ်သိမိုးကြီးဆိုအသားစားရုံလို့သေဝိုင်းပရောနာအကောင်ပရာနာတော်ထေကတရိစန်ဒီကိုစတာတော့လာဆိုပဲမြို့ပွင့်ရဲ့ခရင်တော့ပါလဲလက်ပဇာကနင်းစောရီဆိုလေးစားပိုက်တယ်ပဇာကမွေးနေရီဆိုလေးစားပိုက်တယ်အသားရှင်းတောင်လို့လုံးဝမရှိပဲနောက်တနေ့ယုံရှိတကောင်ခေါ်မနာဟေးလာယုံတငယ်ငါပဇာကဇာစောနေလေမင်းကယုံရှိကပဇာကိုနေကြမလားအရှောင်းမောင်ကြီးကျွန်တော်မျိုးရဲ့ခုခါဆောင်းမရရင်တော့တခုစောနေမနေပါမောင်ကြီးဒီပိုင်ပရိုလိုက်တိခါခေါင်းသိမောင်ကြီးဆိုယုံရှိကိုတဲစားရှောင်ကြီးလေအပိုင်ရမလားအကောင်ပရာလို့ရမလားတော့နဲ့ရောင်းနေခါယုံရှိတော့လွယ်လာရဲ့လက်ဒီဝတ္ထုရှိကတော့ဝဲဒီပရာသနာကအမေတိုင်းပရိုလေကိုအစားခင်ရဖို့လင်နိုပရိုလေကိုစားခင်ရဖို့ပိုက်တော့နဲ့ပရာသနာကိုရှောင်လိုက်ပနာလွယ်မလောက်လိုက်ပုံစံမျိုးဝတ္ထုရှိပဲပါရဲ့အခုပါရဲ့အဆုံးထိနာတော့ပြီးတော့အားလုံးကိုကျေးဇူးတော်ပါရဲ့